ကျွန်တော်တို့ကားဘက်ထရီအတွက်ဘက်ထရီလာဝယ်တဲ့အခါမှာဘက်ထရီ size က80 size တူနေတယ်ဒါပေမဲ့ ampere ကကျတော့80 ampere မဟုတ်ဘဲ90 ampere ဖြစ်နေရပေါ့နော်အဲ့လိုမျိုးဖြစ်ရင်ကိုလိုချင်တဲ့ ampere တက်များနေရင်သုံးလို့ရလားဆိုပြီးမေးတဲ့အကိုအမတွေရှိပါတယ်အဖြေကတော့စိတ်ချလက်ချသုံးပါလို့ပဲပြောပြစီ12 volt တူနေသည် ampere ပုံများတာကစိုးကျိုးမရှိဘဲနဲ့ကောင်းကျိုးတွေရစေတာပါနံပါတ်1ဘက်ထရီသက်တမ်းပိုရှင်းမယ် capacity ကြီးရဲ့အတွက်အဝင်ထွက်ကိုပိုပြီးခံနိုင်ရှိလာမယ်ဆွဲတဲ့အခါမှာသူ့ရဲ့တောင့်ခံနိုင်တဲ့အားကပိုများတဲ့အတွက်ဘက်ထရီသက်တမ်းပိုရှည်သွားပါတယ်နောက်ဆက်နိုးရတာကပိုတောင့်မယ်မနက်ခင်းဆက်နိုးတဲ့အခါမှာသူက ampere ပိုတောင့်တဲ့အတွက်လောလောကူကူဆက်နိုးစေနိုင်ပါတယ်ဘက်ထရီ size တူညီနေမယ်ဆိုရင်တောင် ampere ပိုများတဲ့ဘက်ထရီမှာ cc ပမာဏလည်းပိုများသွားပါတယ်ampere ကဘက်ထရီရဲ့အားသွလောင်နိုင်စွမ်းကိုပြတာဆိုရင် CCA လို့ခေါ်တဲ့ co-cranking ampere ကတော့စနိုးတဲ့အချိန်မှာထုတ်ပေးနိုင်တဲ့တွန်းအားကိုပြတာဖြစ်ပါတယ်။ CCA မြင့်လေလေမနက်ခင်းအေးတဲ့အချိန်ဒါမှမဟုတ်အင်ဂျင်အေးတဲ့အချိန်မှာစနိုးရတာပိုပြီးပေါ်ပါတော့တဲ့လေးဖြစ်ပါတယ်။နောက် CCA ကောင်းတဲ့ဘက်ထရီကမော်တာဝင်ပြုမှုကိုရှော့ချပေးလို့ကားရဲ့လျှပ်စစ်စနစ်ကိုပိုပြီးတော့တည်ငြိမ်စေပါတယ်။ CCA တမိုးကိုကြည့်ပြီးဘက်ထရီရဲ့ကျန်းမာရေးအခြေအနေကိုအကြံဉာဏ်သိနိုင်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ကဘက်ထရီအသစ်ဝယ်ယူတိုင်းဘက်ထရီအသစ်ရောင်းချတိုင်းမှာ digital battery tester နဲ့ CCA တမိုး voltage တမိုးကိုတေချာပေါက်တိုင်းတာစစ်ဆေးပြီးမှရောင်းချပေးတာဖြစ်ပါတယ်။